အားလုံးပဲမင်္ဂလာပါခင်ဗျာကောင်းသောညလေးဖြစ်ကြပါစေဗျာဘဝမှာအေဂျင့်စွာနေထိုင်ဖြတ်သန်းနိုင်မှုဆိုတာပြင်ပအခြေအနေတွေထက်မိမိရဲ့စိတ်နေစိတ်ထားနဲ့နေထိုင်မှုပုံစံပေါ်မှာပိုပြီးမူတည်ပါတယ်အေဂျင့်နဲ့ဘဝတစ်ခုတည်ဆောက်နိုင်ဖို့အတွက်လက်တွေ့ကျတဲ့နည်းလမ်းကောင်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်ဗျာလောဘနဲ့ရင်အေဂျင့်နဲ့ဆိုတဲ့အတိုင်းမိမိမှာရှိတာလေးနဲ့ကျင့်တတ်အောင်ကြိုးစားတာဟာအကောင်းဆုံးပါသူများနဲ့နှိုင်းယှဉ်ပြီးအပြိုင်ဆိုင်လိုက်နေရတာဟာစိတ်ကိုအပူလောင်ဆုံးဖြစ်စေတဲ့အတွက်မိမိရဲ့တိုးတက်မှုပုံမှာပဲအာယုံစိုက်ပါပြီးခဲ့တဲ့အတိတ်ကအမှားတွေအတွက်နောက်တရနေတာမရောက်သေးတဲ့အနာဂတ်အတွက်စိုးရိမ်ပူပန်နေတာတွေဟာစိတ်အေးချမ်းမှုကိုဖျက်ဆီးတတ်ပါတယ်အခုလက်ရှိလုပ်နေတဲ့အလုပ်ရောက်နေတဲ့နေရာနဲ့ရှိနေတဲ့အချိန်လေးကိုတန်ဖိုးထားခံစားတတ်ဖို့လိုပါတယ်လူတိုင်းကိုလိုက်ပြီးစိတ်ကြည်နက်အောင်မလုပ်နိုင်သလိုလူတိုင်းရဲ့ဝေဖန်မှုတွေကိုလည်းလိုက်ခံစားမနေပါနဲ့မိမိထိန်ချုပ်လို့မရတဲ့အရာတွေဥပမာသူတစ်ပါးရဲ့အတွေ့စကားနဲ့လုပ်ရက်ကိုလွတ်ချလိုက်ပါမိမိထိန်ချုပ်လို့ရတဲ့မိမိရဲ့စိတ်နဲ့အပြုမှုကိုပဲအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပါသူတစ်ပါးအပေါ်အာဃာတထားတာဟာကိုယ့်ရင်ထဲမှာမိခဲဆုပ်ထားတယ်လို့ပါပဲခွင့်လွတ်လိုက်ခြင်းကတစ်ဖက်လူအတွက်မဟုတ်ပဲကိုယ့်ရဲ့စိတ်အေးချမ်းမှုအတွက်ဖြစ်ပါတယ်အားလုံးအပေါ်စေတနာထားပြီးတက်နိုင်တဲ့လောက်ကူညီခြင်းကလည်းစိတ်ကြည်နက်မှုကိုပေးစွမ်းနိုင်ပါတယ်စိတ်ကိုအေးအောင်ထားရင်ဘဝဟာအေးချမ်းလာမှာပါလောကဓာတ်တရားတွေကိုတည်ငြိမ်စွာရင်ဆိုင်နိုင်ဖို့စိတ်ဓာတ်ကိုခိုင်မာအောင်ပြုထောင်ကြည့်ပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ